ဇလန်းလေးရဲ့အစမှာတော့လမ်းမပေါ်မှာအမေဖြစ်သူနဲ့အတူညစာအတွက်ဘာဝယ်စားမလဲဆိုပြီးစကားပြောရင်းလမ်းလျှောက်လာတဲ့ကောင်လေးတစ်ယောက်နဲ့စတင်ထားပါတယ်။ဒါပေမဲ့ရုတ်တရက်မြေကြီးတွေတုန်ခါသွားပြီးသူတို့ရှေ့မှာခေါင်းသုံးလုံးနဲ့နတ်ဆိုးကြီးတစ်ကောင်ပေါ်လာပါတော့ခါအဲ့ဒီနတ်ဆိုးကသူ့လမ်းကြောင်းမှာရှိသမျှအရာအလုံးကိုဖျက်ဆီးပစ်တာကြောင့်လူတွေအားလုံးအသက်လူပြီးထွက်ပြေးကြရပါတယ်။အဲ့ဒီအချိန်မှာကောင်လေးကခလုတ်တိုက်လဲကျသွားပြီးနတ်ဆိုးကသူ့ကိုဖမ်းခါစားဖို့ပြင်နေချိန်မှာပဲကေဂျေလို့ခေါ်တဲ့ကြက်ပကြီးတစ်ကောင်ကရုတ်တရက်ရောက်လာပြီးကောင်လေးကိုကယ်တင်လိုက်ပါတယ်။နတ်ဆိုးကကောင်လေးကိုပြန်ပေးဖို့ပြောပေမဲ့ကေဂျေကညှစ်လိုက်ပြီးသူ့ခန္ဓာကိုယ်ကနေအလင်းနှန်းတွေထွက်လာပါတယ်။ကေဂျေကနတ်ဆိုးကိုအပြက်ရှင်းဖို့ရှေ့ကိုအချိန်နဲ့ပြေးထွက်သွားတဲ့အချိန်မှာပဲလွန်ခဲ့တဲ့တစ်နှစ်ကအကြောင်းတွေကိုပြန်ပြောင်းသတိရသွားပါတယ်။အဲ့ဒီတုန်းကကေဂျေဟာမကြက်မလေးတစ်ကောင်နဲ့အတူပျော်ပျော်ပါးပါးနေထိုင်ခဲ့တာပါ။ဒါပေမဲ့တရက်မနက်ခင်းမှာတော့သူထွက်ခွာသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ကြက်မလေးကသူ့ကိုတားပေမဲ့သူကတော့သူဟာလှည့်လည်သွားလာရမယ်ကံပါလာသူမို့တနေရာထဲမှာကြာကြာမနေနိုင်ကြောင်းရှင်းပြခဲ့ပါတယ်။ကြက်မလေးကကေဂျေဟာသူ့ကိုကစားနေတာလားဆိုပြီးငွေယုံမင်းမြတ်တဲ့အခါကေဂျေကအဲ့ဒီလိုမဟုတ်ကြောင်းနဲ့တိရစ္ဆာန်တွေရဲ့တဘာဝအတိုင်းပြုမှုမိတာပဲဖြစ်ကြောင်းပြန်ပြောပြခဲ့ပါတယ်။ကေဂျေတယောက်လှည့်လည်သွားလာရင်ကောင်းကင်မှာပြန်တန်းနေတဲ့ပိုးကောင်တစ်ကောင်ကိုသတိထားမိသွားပါတယ်။သူကကြောက်ခဲတစ်လုံးနဲ့လမ်းပစ်လိုက်ရမှာပိုးကောင်လေးကချက်ချင်းပဲတည်သွားခဲ့ပါတယ်။ကေဂျေကအဲ့ဒီပိုးကောင်ကိုစားလိုက်ပြီးဒါဟာအစာချေစနစ်အတွက်လည်းအထောက်အကူဖြစ်စေတာကြောင့်တစ်ချက်ခုံနှစ်ချက်ပြက်ဆိုသလိုဖြစ်သွားတာပေါ့။သူရေသွားတော့ဖို့ပန်းချံတစ်ခုကိုသွားတဲ့အခါမိန်းကလေးနှစ်ယောက်ရဲ့အာယုံဆိုင်မှုကိုခံလိုက်ရပါတယ်။သူတို့ကဒီချက်ဖက်ကြီးဘက်ကရောက်လာတာလဲဆိုပြီးအန်တနေကြတာပါ။ကေဂျေကတော့ကလေးတွေဟာရိုင်းဆိုင်ပြီးခေါင်းမာတက်တာကြောင့်သူတို့ကိုသိမကြည်လာပါဘူး။ဒါပေမဲ့မိန်းကလေးတစ်ယောက်ကသူ့ကိုကြက်ကြော်ကျွေးဖို့လုပ်တဲ့အခါမှာတော့ဒီကောင်မလေးယူနေတာလားဆိုပြီးကေဂျေအန်တသွားပါတယ်။အဲ့ဒီအချိန်မှာကောင်လေးတစ်ယောက်ကသူ့ကိုရုတ်တရက်ဖမ်းလိုက်တာကြောင့်မိန်းကလေးတွေကကေဂျေကိုပြန်လွတ်ပေးဖို့ပြောပေမဲ့သူကနားမထောင်ပါဘူး။ကေဂျေကိုဘာလို့ရမလဲလို့စဉ်းစားနေတော့သူ့ငယ်ချင်းကစားပစ်ဖို့ပြောပေမဲ့ကေဂျေမှာဘလို့ယောဂါတွေရှိနေမလဲမသိနိုင်တာကြောင့်အနေရများတယ်လို့တားကြပါတယ်။နောက်ဆုံးတော့သူ့ကြောင့်ကိုပဲကျွေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒါကြောင့်ကေဂျေလည်းကြောက်လန့်တကြားထွက်ပြေးရင်အဖိုးကိုတယောက်ရဲ့အိမ်ထဲကိုရောက်သွားပါတယ်။ကောင်လေးတွေကနောက်ကလိုက်လာပြီးကေဂျေကသူတို့ပိုင်တာလို့အဖိုးကိုပြောပေမဲ့အဖိုးကတော့ကေဂျေဟာသူနဲ့အတူနေတာဖြစ်ကြောင်းပြောပြီးကာကွယ်ပေးလိုက်ပါတယ်။အဖိုးကိုလိန်ပြောနေမှန်းကောင်လေးတွေသိပေမဲ့ဘာမှမတတ်နိုင်တာကြောင့်ပြန်သွားကြပါတယ်။ကေဂျေကသူ့အသက်ကိုကယ်ပေးတဲ့အဖိုးကိုကျေးဇူးတင်ပေမဲ့သူလှုပ်ရှားရှိတာတွေလောက်ရဦးမှာမို့ဒီမှာကြာကြာမနေနိုင်ဘူးလို့တွေးနေပါတယ်။သူထွက်သွားဖို့ပြင်နေတော့အဖိုးကအစားအစာတပွဲကျွေးတာကြောင့်မငင်းနိုင်ပဲစားလိုက်ပါတယ်။အဲ့ဒီအချိန်မှာအဖိုးမှာစိတ်မကောင်းစရာတစ်ခုခုရှိနေမှန်းကေဂျေသတိထားမိသွားပါတယ်။အဖိုးကသူ့ဇနီးဟာအရင်ကစားကလေးတွေကိုအစာကျွေးလေးရှိကြောင်းနဲ့သူအလုပ်ကစောစောနာပြီးဇနီးတဲ့နဲ့အချိန်ပိုပေးခဲ့တင်ကြောင်းနောင်တရစွာပြောပြပါတယ်။ကေဂျေကအဖိုးရဲ့ခံစားချက်ကိုနားလည်ပေးနိုင်ပါတယ်။ဘာလို့လဲဆိုတော့သူလည်းအရင်ကသူ့အိမ်ကိုနတ်ဆိုးဝင်စီတုန်းကသူ့ညီမလေးကသူ့ကိုကယ်ဖို့တောင်းပန်နေရင်နတ်ဆိုးစားတာခံလိုက်ရတဲ့အချိန်ကိုပြန်တတိယသွားလို့ပါ။အဲ့ဒီအချိန်မှာပဲပောက်ကွဲတန်ကြီးတစ်ခုကြားလိုက်ရပြီးနတ်ဆိုးကြီးတစ်ကောင်တောင်းကျမ်းနေတာကြောင့်လူတွေထွက်ပြေးနေကြတာကိုတွေ့လိုက်ရပါတယ်။အစောကကေဂျေကိုလိုက်ဖမ်းတဲ့ကောင်လေးတွေကိုလည်းတွေ့လိုက်ရပြီးအဲ့ဒီထဲကတယောက်ကခလုတ်တိုက်လဲကျသွားတဲ့အခါနတ်ဆိုးကသူ့စီနီးကပ်လာပါတယ်။အဖိုးကကောင်လေးအသေးမခံနိုင်တာကြောင့်ကောင်လေးပေါ်မှာအုံမိုးပြီးကာကွယ်ပေးလိုက်ပါတယ်။နတ်ဆိုးကသူတို့ကိုထိုးတက်ဖို့ပြင်နေချိန်မှာပဲကေဂျေကရုတ်တရက်ရောက်လာပြီးကာကွယ်ပေးလိုက်ပါတယ်။အဖိုးကကလေးတွေကိုဘေးကင်းရာကိုခေါ်သွားချိန်မှာတော့ကေဂျေဟာသူ့ညီမလေးကိုနတ်ဆိုးတွေလှုပ်ခဲ့တာတွေကိုပြန်တတိယပြီးဒေါသတွေထွက်လာပါတယ်။နတ်ဆိုးကကားတစ်စီးနဲ့လမ်းပစ်ပေမဲ့သူကခုံကျော်ပြီးရှေ့ကိုပြေးထွက်သွားပါတယ်။နတ်ဆိုးကကားတွေနဲ့ဆက်တိုက်ပစ်နေရင်မဲ့သူကအကုန်ရှောင်တိန်ပြီးနတ်ဆိုးနားအထိရောက်သွားပါတယ်။နတ်ဆိုးကမြေကြီးကိုရိုက်ချလိုက်ပေမဲ့ကေဂျေကလွတ်အောင်ခုံလိုက်ပါတယ်။သူကနတ်ဆိုးရဲ့တိုက်ခိုက်မှုတွေကိုရှောင်ရင်းနတ်ဆိုးကောင်းပေါ်ကိုခုံတက်လိုက်ပါတယ်။နတ်ဆိုးကသူ့ကိုရိုက်လို့မမိပါဘူး။ကေဂျေကနတ်ဆိုးရဲ့မျက်လုံးကိုထိုးဖောက်လိုက်ပြီးနတ်ဆိုးပြန်မနာလန်ထူခင်အပြက်ရှင်းဖို့သူ့ရဲ့အထူးလှုပ်ရှားမှုကိုအသုံးပြုလိုက်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကပြင်းထန်တဲ့အတန်လိုင်းတွေနဲ့နတ်ဆိုးကိုထိမှန်သွားပါတယ်။အဲ့ဒီအတန်ကပြင်းထန်လုံးတာကြောင့်လူတွေအားလုံးနားကိုပိတ်ထားရပြီးအနားမှာရှိတဲ့ပြတင်းပေါက်မှန်တွေပါကွဲကြေကုန်ပါတယ်။နောက်ဆုံးမှာတော့နတ်ဆိုးကြီးဟာအပိုင်းပိုင်းပြက်ပြီးတေဆုံးသွားပါတော့တယ်။ကလေးတွေကဘာဖြစ်သွားမှန်းနားမလည်နိုင်ဖြစ်နေချိန်မှာအဖိုးကဒါဟာပဲ့တင်ထက်ချင်းဆိုင်ရာဖြစ်စဉ်တစ်ခုဖြစ်ကြောင်းအတန်ရဲ့ချိန်နှုန်းကအရာဝတ္ထုတစ်ခုရဲ့လိုင်းလျားနဲ့တူသွားတဲ့အခါဖန်ခွက်တွေကိုပါခွဲပြစ်နိုင်စွမ်းရှိကြောင်းရှင်းပြပါတယ်။ဒါပေမဲ့ဒီလောက်ကြီးမားတဲ့နတ်ဆိုးကြီးကိုနှိမ်နှင်းနိုင်လောက်အောင်ဘလို့တောင်အစွမ်းထက်နေရတာလဲဆိုတာကိုတော့အဖိုးကိုလည်းအန်တနေပြီးကေဂျေကဘာတူလဲဆိုတာကိုသိကျင်နေပါတယ်။တကယ်တော့ကေဂျေရဲ့ညီမလေးကိုနတ်ဆိုးစားသွားပြီးနောက်ပိုင်းကေဂျေရဲ့ခန္ဓာကိုယ်ထဲမှာတစ်ခုခုပြောင်းလဲသွားခဲ့တာပါ။အရင်ကလည်းသူအထူးတိုက်ကွက်နဲ့နတ်ဆိုးကိုတိုက်ခိုက်ခဲ့ဘူးပေမဲ့လေဘင်းမှာအမှတ်သားပါတယ်အဲ့ဒီနတ်ဆိုးကိုတော့သူမနိုင်ခဲ့ပါဘူး။အခုသူနှိမ်နှင်းလိုက်တဲ့နတ်ဆိုးကိုစစ်ဆေးကြည့်တဲ့အခါသူ့ညီမလေးကိုစားသွားတဲ့နတ်ဆိုးမဟုတ်မှန်းသိလိုက်ရပါတယ်။အဖိုးရဲ့အိမ်ရှိကွင်းပြင်ပျက်စီးသွားတာကိုတွေ့တော့ကေဂျေကဝိုင်းဝန်းပြီးတန်ရှင်းရေးကူလုပ်ပေးပါတယ်။အားလုံးတန်ရှင်းရေးလုပ်ပြီးတဲ့အခါမှာတော့ကေဂျေတယောက်မရှိတော့တာကိုသတိထားမိသွားကြပါတယ်။ကေဂျေကအဖိုးရဲ့ကျေးဇူးကိုဆက်ပြီးပြီလို့ယူဆတာကြောင့်မြို့ကနေထွက်ခွာသွားဖို့ဆုံးဖြတ်လိုက်တာပါ။သူစွန့်ပစ်ခဲ့တဲ့ကြက်မလေးစီကိုလည်းပြန်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဘာလို့လဲဆိုတော့အမျိုးသမီးတယောက်ကိုငိုအောင်လုပ်ပြီးထားခဲ့တာဟာသူ့စတိုင်မဟုတ်လို့ပါပဲ။ဒါပေမဲ့သူပြန်ရောက်သွားတဲ့အချိန်မှာတော့အဲ့ဒီကြက်မလေးကသူ့ကိုမေ့ပြီးတခြားတယောက်နဲ့အဆင်ပြေနေတာကိုတွေ့လိုက်ရပါတော့တယ်။အခုတခါမှာတော့ကေဂျေကိုပုံတပုံထဲမှာမြင်တွေ့ရမှာပါ။အဖွားကိုတစုကပင်လယ်စာရှာဖွေဖို့ပင်လယ်ထဲငုံစင်းနေကြတော့ကေဂျေကတော့အနားမှာစောင့်နေတာပေါ့။အဖွားတွေကသူတို့ဖမ်းမိတဲ့ပင်လယ်စာတစ်ခုကိုကေဂျေကိုပေးလိုက်ပေမဲ့ကြက်တကောင်ကဒါမျိုးစားပါမလားဆိုပြီးတန်တရားတော့ရှိနေကြပါတယ်။ကေဂျေသူတို့နဲ့အတူရှိနေတာ3ရက်တောင်ရှိနေပြီမို့လို့လဲသူတို့အန်တနေကြတာပါ။အဖွားတွေထွက်သွားတဲ့အခါကေဂျေကအဲ့ဒီပင်လယ်စာကိုတေချာကြည့်ပြီးဒါကြီးကစားလို့ရပါမလားဆိုပြီးစဉ်းစားနေပါတယ်။အရင်ကတခါမှမမြင်ဘူးပေမဲ့တကိုက်လောက်မြည်ကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့အရသာကအမခန်းကောင်းမွန်လုံးနေတာကြောင့်ကေဂျေတော်လေးအံ့အားသင့်သွားပါတယ်။တစ်ဖက်မှာလည်းအိုဒါလို့ခေါ်တဲ့လူတစ်ယောက်ဟာကြက်ပေါက်လေးတွေကိုလိုက်ရောင်းနေပါတယ်။အဲ့ဒီကြက်ပေါက်လေးတွေထဲမှာယိုကိုလို့ခေါ်တဲ့အမောက်ကလေးနဲ့ကြက်မလေးက
အိုဒါကိုအားပေးနေရင်မဲ့တခြားချက်ပေါက်လေးတွေကတော့သူမကိုဝိုင်းနိုင်ကျင်ကြပါတယ်အကြောင်းရင်းကတော့အိုဒါကသူတို့ရဲ့သူငယ်ချင်းတွေကိုတခြားသူတွေစီရောင်းစားနေတာကိုယိုကိုကဂယူးမဆိုင်ပဲအားပေးနေလို့ပါမိန်းကလေးနှစ်ယောက်ကချက်ပေါက်လေးတွေကိုလာကြည့်ပြီးချစ်စရာကောင်းတယ်လို့ပြောပေမဲ့အိုဒါရဲ့ရုပ်ရည်ကကြောက်စရာကောင်းတာကြောင့်ဘာမှမဝယ်ပဲပြန်ပြေးသွားကြပါတယ်ခဏကြာမှာတော့ရဲတွေကအိုဒါကိုစခန်းခေါ်သွားပြီးလမ်းပေါ်မှာကြက်ရောင်းတာဟာတရားမဝင်ကြောင်းသတိပေးလိုက်ပါတယ်ဒါကြောင့်အိုဒါလည်းချက်ပေါက်လေးတွေကိုအိမ်ပြန်ခေါ်လာပြီးအစာကျွေးကအချင်းချင်းတဲနေကြဖို့ပြောပါတယ်ဒါပေမဲ့တခြားချက်တွေကယိုကိုဘေးဖယ်ထုတ်ထားပြီးသူတို့ကြီးပဲအစာစားကြပါတယ်ယိုကိုအစာမစားရသေးတာကိုအိုဒါသတိထားမိသွားပြီးသူမကိုတီးတန့်ထုတ်ကအစာကျွေးပါတယ်သူတို့နှစ်ယောက်အတူတူရုပ်ရှင်ကြည့်နေတော့ဇက်လိုက်မင်းသားရဲ့ကိုဘောကတတူးကိုမြင်တော့ယိုကိုကသတိထားမိသွားပါတယ်အိုဒါကလည်းသူဟာအဲ့ဒီမင်းသားလိုလူစားမျိုးဖြစ်ချင်တာကြောင့်အဲ့ဒီတတူးတိုင်းသူ့ကိုယ်ပေါ်မှာထိုးထားတာလို့ဝန်ခံပါတယ်ယိုကိုကလည်းသူမရဲ့ကြောပေါ်မှာအဲ့ဒီတတူးလေးဆွဲပေးဖို့တောင်းဆိုတာကြောင့်အိုဒါကဆွဲပေးလိုက်ပြီးဒါဟာအားနည်းသူတွေကိုကာကွယ်ရမယ်လို့အတိတ်ပဲရကြောင်းပြောပြပါတယ်ဒါပေမဲ့နောက်တစ်နေ့မှာတော့ယိုကိုကျောကတတူးကိုကြည့်ပြီးတခြားချက်တွေကဝိုင်းလောင်ကြပြန်ပါတယ်တနေ့မှာတော့အိုဒါတယောက်လူရိုက်ခံထားရတဲ့ဒဏ်ရာတွေနဲ့အိမ်ပြန်ရောက်လာပါတယ်သူကတာကြီးမဆိုတဲ့လူကိုယာကူဇာကျွေးမိတွေအချိန်မီမဆက်နိုင်တဲ့အတွက်တောင်းပန်နေပါတယ်သူ့ရဲ့ကိုရင်းအင်္ဂါတွေကိုထုတ်မရောင်းခိုင်းတဲ့အတွက်ကျေးဇူးတင်နေပြီးပိုက်ဆံရှာဖို့နေလန်တစ်ခုလိုအပ်နေမှန်းသူသိပါတယ်အဲ့ဒီအချိန်မှာတာကြီးမကတန်ရှင်းရေးကုမ္ပဏီတစ်ခုဖွင့်တော့မယ်အခုခေတ်ကယာကူဇာတွေတောင်အလုပ်ကောင်းကောင်းလုပ်ရမယ်ခေတ်ရောက်နေပြီလို့ပြောပြီးအိုဒါကိုကုမ္ပဏီမှာကူလုပ်ပေးခြင်းဖြင့်ကျွေးဆက်ဖို့အခွင့်အရေးပေးလိုက်ပါတယ်အိုဒါကတာကြီးမရဲ့ကျင်နာမှုကိုမယုံနိုင်အောင်ဖြစ်ရပြီးဝမ်းသာအားရငိုကြွေးမိပါတယ်တာကြီးမကတော့ညီအကိုတွေပဲကွာတယောက်ကိုတယောက်ကြည့်ရမှာပေါ့လို့ပြောပြီးနှစ်သိမ့်ပေးခဲ့ပါတယ်ဒါပေမဲ့3ရက်ကြာမှာတော့လူတစုအိုဒါအိမ်ကိုရောက်လာပြီးတာကြီးမထွက်ပြေးသွားပြီဖြစ်ကြောင်းဒါကြောင့်တာကြီးမချေးသွားတဲ့ငွေ30တန်းကိုအိုဒါကဆက်ရမယ်လို့ပြောပါတော့တယ်အိုဒါကတာကြီးမဟာလုပ်ငန်းဆက်ဖို့ပိုက်ဆံလို့သူကအာမခံလက်မှတ်ထိုးပေးခဲ့တာလို့ရှင်းပြပေမဲ့လူရန်ကားတွေကတော့ယာကူဇာဆိုတာယုံလို့မရဘူးလို့ပြန်ပြောပါတယ်ဒီချိန်နေမှာအိုဒါဟာသူ့ရဲ့ငယ်ဘဝကိုပြန်တတိယသွားပါတယ်သူငယ်ငယ်တုန်းကအမေဖြစ်သူကအိမ်ပြန်နောက်ကျမယ်လို့ပြောပြီးထွက်သွားရကနေဘယ်တော့မှပြန်မလာတော့ပဲလူတကာရဲ့အနှိမ်ခံဘဝနဲ့ကြီးပြင်းခဲ့ရတာပါလူတိုင်းကသူ့ကိုအမိုက်လိုဆက်ဆံခဲ့တာတွေကိုပြန်နှွေးမိပြီးအိုဒါစိတ်လွတ်ကိုလွတ်ဖြစ်လာပါတော့တယ်အဲ့ဒီအချိန်မှာပဲအိုဒါရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းပြောင်းလဲလာပြီးကြောက်စရာကောင်းတဲ့နတ်ဆိုးကြီးဖြစ်အသွင်ပြောင်းသွားတာကိုလူတွေအားလုံးထိတ်လန့်တကြားမြင်တွေ့လိုက်ရပါတယ်တစ်ဖက်မှာလည်းစားတောက်ဆိုင်တစ်ခုမှာမိသားစုတစုပင်လယ်စာစားဖို့ပြင်နေတော့ပြတင်းပေါက်ပြင်ဘက်ကနေ KJ ကသူတို့ကိုစိုက်ကြည့်နေတာကြောင့်လမ်းဖြန့်သွားကြပါတယ်အဲ့ဒီအချိန်မှာပဲအိုဒါစီကနေပောက်ကွဲတန်ကြီးထွက်လာတာကို KJ မြင်လိုက်ရတာကြောင့်တွားရောက်စစ်ဆေးဖို့ဆုံးဖြတ်လိုက်ပါတယ်နတ်ဆိုးဖြစ်ပြောင်းလဲသွားတဲ့အိုဒါဟာလမ်းတစ်လျှောက်အရာအလုံးကိုဖျက်ဆီးနေပါတယ်ကြက်မလေးယိုကိုကအိုဒါကိုစိတ်ပြန်ထိန်ဖို့စ조사ပြီးတားဆီးပေမဲ့သူကတော့ဘာကိုမှဂယူးမဆိုင်တော့ပါဘူးအိုဒါဟာလူတွေပြစ်ပါလာတဲ့ဘတ်စကားတစ်စီးကိုစားဖို့ပြင်နေချိန်မှာပဲ KJ ရောက်လာပြီးသူ့ရဲ့အထူးတိုက်ကွက်နဲ့လမ်းထိုးလိုက်ရာအိုဒါရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုပောက်ကွဲထွက်သွားပါတော့တယ်ကြက်ပကြီး KJ ဟာနတ်ဆိုးအိုဒါကိုထပ်တိုက်ခိုက်ဖို့ပြင်လိုက်ပေမဲ့ကြက်မလေးယိုကိုကရက်ဖို့တောင်းပန်လိုက်တာကြောင့်ဒီကောင်မလေးဒီမှာဘာလာလုပ်နေတာလဲလို့ KJ တွေးမိသွားပါတယ်KJ ကနတ်ဆိုးအိုဒါရဲ့တိုက်ခိုက်မှုကိုရှောင်လိုက်ပြီးသူ့ရဲ့အထူးစွမ်းရည်ကိုတုံးလိုက်တဲ့အခါအိုဒါရဲ့ခေါင်းပွင့်ထွက်သွားခဲ့ပါတယ်ကြက်မလေးယိုကိုကအိုဒါကိုသွားကြည့်ပေမဲ့ KJ ကအိုဒါတေသွားပြီလို့ပြောလိုက်တဲ့အတွက်ယိုကိုငုံမိပါတော့တယ်ပြီးတော့အိုဒါတေရတာ KJ ကြောင့်ဆိုပြီးအပြစ်တင်ပါတော့တယ်ဒါပေမဲ့အိုဒါအသက်ရှင်နေသေးတာကိုသူတို့သတိထားမိသွားကြပြီအိုဒါကသူ့ရဲ့မူလခန္ဓာကိုယ်တိုင်းပြန်ဖြစ်သွားတာကြောင့် KJ အရန်အန်တာသွားခဲ့တယ်နတ်ဆိုးဖြစ်ပြောင်းလဲသွားတဲ့သူတွေဟာအဆုံးသတ်မလကြဘူးဆိုတာကို KJ သိပေမဲ့အိုဒါရဲ့နှလုံးသားကနတ်ဆိုးရဲ့အပြည့်အဝလွှမ်းမိုးမှုကိုမခံရတဲ့အတွက်အခုလိုအသက်ရှင်နိုင်ခဲ့တာပဲဖြစ်ပါတယ်ဒါဟာသူ့ဘဝမှာယိုကိုနဲ့တခြားလူတွေရှိနေလို့ပဲလို့ KJ ကတွေးလိုက်မိပါတယ်ကြက်မလေးယိုကိုကလည်း KJ ဟာအိုဒါကိုကယ်တင်ဖို့စ조사ခဲ့တာပဲလို့နားလည်သွားတဲ့အခါ KJ ပေါ်စိတ်ဝင်စားသွားခဲ့တယ်ဒါပေမဲ့ KJ ကတော့ဒီမှာဆက်နေစရာအကြောင်းမရှိတော့ဘူးလို့ဆိုပြီးထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်အနည်းဆုံးတော့သူမနားမှာအိုဒါရှိနေသေးတဲ့အတွက်ယိုကိုဝမ်းသာသွားပြီးသူတို့တွေအတူတူထာဝရနေသွားကြတော့မယ်လို့တွေးလိုက်ပေမဲ့ဒါကသူမတကယ်လိုချင်တဲ့အရာဟုတ်မဟုတ်ဆိုတာကိုတော့သူမကိုယ်တိုင်လည်းတေချာမသိနေပါဘူးအိုဒါကလည်းသူ့အတွက်စိတ်မပူဖို့နဲ့ KJ နောက်ကိုသာလိုက်သွားဖို့ပြောလိုက်ပါတယ် KJ နောက်ကိုပြေးလိုက်သွားရင်းနဲ့ပဲသူမအတွက်လှုပ်ပေးခဲ့တာတွေအားလုံးအတွက်အိုဒါကိုကျေးဇူးတင်လိုက်ပါတယ်ဒါပေမဲ့ပြင်းရင်လွှားရင် KJ နဲ့ဝင်တိုက်မိသွားပြီး KJ ကသူကလေးတွေကိုမုန်းလို့သူ့နောက်မလိုက်ခဲ့ဖို့ပြောခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အိုဒါဆေးရုံတက်ရပြီးငွေတိုးသမားလူမိုက်တွေကတာကြီးမားကိုရိုက်နှက်ပြီးအိုဒါစီခေါ်လာကြတယ်ယိုကိုကတော့ KJ နောက်ကိုဆက်လိုက်သွားပေမဲ့သူမလို့ချစ်စရာကောင်းတဲ့ကောင်မလေးတယောက်ကိုဘလို့များပစ်ထားခဲ့ရတာလဲလို့တွေးနေပြီး KJ ကိုမိတဲ့အခါအော်ဟစ်ပစ်မယ်လို့ကြံစီထားပါတယ်သူမဗိုက်စာလာလို့စားစရာလိုက်ရှာရင်တီကောင်တကောင်ကိုတွေ့သွားပေမဲ့ယွန်စရာကောင်းနေတဲ့အတွက်မစားချင်ပါဘူးဒါကြောင့်မျက်တွေကိုပဲစားမယ်လို့ဆုံးဖြတ်လိုက်ချိန်မှာပဲလူတွေထွက်ပြေးနေကြတာကိုမြင်လိုက်ရပြီးနောက်ထပ်နတ်ဆိုးတကောင်ပေါ်လာပြီးဆိုတာကိုသူမသိလိုက်ရတယ်နတ်ဆိုးကသူမကိုတခုခုလုံးမှကြောက်နေပေမဲ့လည်း KJ အဲ့ဒီမှာရှိနေမယ်ဆိုတာသိလို့နတ်ဆိုးရှိရာစီသူမပြေးသွားခဲ့ပါတယ်နတ်ဆိုးက KJ ကိုတိုက်ခိုက်ပေမဲ့ KJ ကအကွက်တွေအားလုံးကိုရှောင်တိန်ပြီးလက်သီးတွေနဲ့ဆက်တိုက်ပြန်ထိုးနှက်လိုက်ပါတယ်ယိုကိုကလည်းဘေးကနေအားပေးနေခဲ့တယ် KJ ကသူ့ရဲ့အထူးစွမ်းရည်နဲ့ပစ်ခတ်လိုက်ပေမဲ့နတ်ဆိုးကသူ့ခန္ဓာကိုယ်ကိုပြန်လဲကူစားလိုက်ပြီးသူကဘယ်တော့မှမတည်တဲ့ကောင်မို့လို့တိုက်ခိုက်နေလဲအချီးနှီးပဲလို့ KJ ကိုပြောလိုက်ပါတယ်နတ်ဆိုးအသက်ရှင်နေသေးတာကို KJ မယုံနိုင်ဖြစ်သွားတယ်ပြီးတော့သူ့ရင်ကတိုက်ခိုက်ခဲ့တဲ့နတ်ဆိုးတွေအားလုံးရဲ့ဥနောက်ဒါမှမဟုတ်နှလုံးသားမှာအားနည်းချက်တစ်ခုစီရှိတတ်တာကို KJ ပြန်တတိယသွားပြီးဒီနတ်ဆိုးမှာလည်းအားနည်းချက်တစ်ခုရှိရမယ်လို့တွေးလိုက်ပါတယ်တကယ်တော့အဲ့ဒီနတ်ဆိုးရဲ့နှလုံးနဲ့ဥနောက်ကသူ့ရဲ့အမီးမှာရှိနေတာဖြစ်ပြီး KJ အဲ့ဒီနေရာကိုတိုက်ခိုက်ဖို့ဘယ်တော့မှတွေးမိမှာမဟုတ်ဘူးလို့နတ်ဆိုးကထင်နေခဲ့တာပါဒါပေမဲ့ KJ ကသူ့ရဲ့အထူးစွမ်းရည်ကိုနောက်တစ်ကြိမ်ထပ်ပြီးစွမ်းအင်စုလိုက်ပါတယ်နတ်ဆိုးကတော့ဘာထိခိုက်မှုမှဖြစ်မှာမဟုတ်ဘူးလို့ထင်နေခဲ့ရင်မဲ့ KJ ကနတ်ဆိုးရဲ့တကိုယ်လုံးကိုပစ်ခတ်လိုက်ပြီးသူ့ရဲ့အမီးနားကိုရောက်လာတဲ့ခါမှာတော့နတ်ဆိုးလည်းပြာရခတ်သွားပါတယ်
နတ်ဆိုးကြီးပောက်ကွဲသွားပြီးနောက်မှာတော့ KJ နိုင်သွားတဲ့အတွက်ယိုကိုဝမ်းသာသွားပေမဲ့ KJ အရန်ပင်ပန်းနှောနေနေတာကိုသတိထားမိသွားလို့သူ့စီအမြန်ပြေးသွားခဲ့တယ်။အဲ့ဒီအချိန်မှာပဲနတ်ဆိုးကယိုကိုရုတ်တရက်ထစားဖို့စူးစမ်းပေမဲ့ KJ ကယိုကိုဘေးကိုတွန်းဖယ်လိုက်တာကြောင့် KJ ကိုသာကိုက်သွားပါတော့တယ်။နောက်ဆုံးမှာတော့နတ်ဆိုးကြီးအဆုံးသက်သွားခဲ့ပါပြီ။ဒါပေမဲ့သူတို့နားမှာလူတွေဝိုင်းုံလာတာကိုသူမှသတိထားမိသွားပြီ။ KJ ကိုလူတွေမြင်သွားလို့မဖြစ်ဘူးဆိုတာသိတဲ့အတွက်သူ့ကိုလုံခြုံတဲ့နေရာတစ်ခုစီဆွဲခေါ်သွားခဲ့တယ်။ KJ ကရေတောင်းတဲ့အခါသူ့ကိုကာကွယ်ပေးဖို့ကသူမရဲ့တာဝန်ပဲလို့တွေးလိုက်ပြီးပလင်းဖုံးတစ်ခုကိုရှာကာ KJ ရေတောက်လို့ရအောင်ခေါင်းကိုမပေးခဲ့ပါတယ်။ KJ အခြေအနေမတက်တာလာတာကိုသိလိုက်ရလို့တီကောင်တကောင်ကိုရှာတွေ့တဲ့အခါသူမအနေနဲ့ကြောက်ရည်မဲ့လဲကောက်ယူပြီးသူ့ကိုကြွေးလိုက်ပါတယ်။နောက်ဆုံးတော့ KJ တတိယလာပြီးသူတက်ရှင်နေသေးတဲ့အတွက်အံ့တသွားပေမဲ့သူ့ဘေးမှာအိပ်ပျော်နေတဲ့ယိုကိုမြင်လိုက်ရတဲ့အခါယိုကိုသူ့ကိုကယ်ခဲ့တာပဲလို့နားလည်သွားပါတယ်။ယိုကိုနိုးလာတဲ့အခါမှာတော့ KJ မရှိတော့တာကိုတတိထားမိပြီးငိုပါတော့တယ်။ဒါပေမဲ့ရုတ်တရက်သူမနောက်မှာ KJ ပေါ်လာပြီးသူမတာသူ့ကိုအလုရှုပ်အောင်နှောက်နှေးအောင်လုပ်မယ်ဆိုရင်ပြစ်ထားခဲ့မယ်လို့ပြောလိုက်ပါတယ်။ယိုကိုလည်းစိတ်တူသွားပြီး KJ ရဲ့ခေါင်းကိုကန်ပစ်လိုက်ကသူ့တက်ကိုကယ်ပေးခဲ့တာတောင်ကျေးဇူးတခွန်းမှမတင်ဘူးလို့မှတ်ချက်ချလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲ Elizabeth လို့နမီရတဲ့ကြက်တကောင်ကသူ့ရဲ့ဓာတ်နဲ့ KJ ကိုရုတ်တရက်ဝင်တိုက်ခိုက်ပါတော့တယ်။ KJ ကတော့သူမကဘသူလဲဆိုတာမသိတယ်လို့မျိုးဟန်ဆောင်နေပေမဲ့ Elizabeth ကတော့ KJ နင်းနေမှမပြောင်းလဲသွားတဲ့အတွက်ဝမ်းသာနေပါတယ်။ဘာလို့လဲဆိုတော့ KJ ကိုတက်ရတာဘာမှတုံဆိုင်နေတော့နေစရာမလိုတော့တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ဘေးနားကလူတွေကတော့သူတို့ဘာတွေလုပ်နေကြတာလဲဆိုပြီးအံ့တနေကြပေမဲ့ KJ ကတော့သူ့ကိုဘာလို့တက်ချင်နေရတာလဲဆိုတာနားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။ဒါကြောင့်မို့လို့ KJ လုပ်ခဲ့တာတွေကိုသူမဘယ်တော့မှမေ့မှာမဟုတ်ဘူးလို့ Elizabeth ကပြောလိုက်ပါတယ်။သူမက KJ စီပြေးဝင်သွားတဲ့အခါ KJ ကတိုက်ခိုက်မှုကိုရှောင်တိန်လိုက်တဲ့အတွက်အေးဆက်ကြီးကိုပဲတွားခုံမိပြီးပျက်စီးသွားပါတော့တယ်။သူမရဲ့ဓာတ်မှာဘိုးအား30တန်းအားသွင်းထားပြီး KJ ကိုကြက်ကင်လုပ်ပစ်ဖို့အဲ့ဒီဓာတ်ကိုဖန်တီးခဲ့တာဖြစ်ကြောင်းဖွင့်ပြောပြခဲ့တယ်။ဒါပေမဲ့သူမဘာလို့ဒီလောက်မုန်းနေရတာလဲဆိုတာ KJ နားမလည်သေးတဲ့အတွက်သူမပေါ်ဘာတွေလုပ်ခဲ့လဲဆိုတာကို KJ တကယ်ပဲမေ့နေပြီလို့သူမသဘောပေါက်သွားပါတယ်။အတိတ်ကိုပြန်ကြည့်ရမယ်ဆိုရင် Elizabeth ဦးထဲကနေအကောင်ပေါက်လာတဲ့အခါချမ်းသာတဲ့မိသားစုတစ်ခုကသူမကိုမွေးစားခဲ့ပြီးအမြဲတမ်းအချစ်တွေပုံအောပေးခဲ့ကြတယ်။သူမကလည်းသူတို့ကိုပျော်အောင်လို့လက်ကွက်မျိုးကိုတင်ယူခဲ့ပါတယ်။သူမဘဝမှာဘာအဆင်မပြေမှုမှမရှိဘူးဆိုပေမဲ့လည်းတခုခုလိုအပ်နေတယ်လို့သူမအမြဲခံစားနေရဆဲပါ။ဒီနေ့မှာတော့သူတို့အိမ်ကိုနတ်ဆိုးတကောင်ရုတ်တရက်ရောက်လာပြီးသူတို့ကိုတတ်ဖို့ပြင်လိုက်တဲ့အခါ KJ ကအဲ့ဒီနတ်ဆိုးကိုရုတ်တရက်ဝင်ရောက်တုတ်တင်ပေးခဲ့တဲ့အတွက် KJ ကိုသူမချစ်မိသွားပါတော့တယ်။သူတို့နှစ်ယောက်ကန်းချင်မှာအတူတူလမ်းလျှောက်ရင်းတနေကုန်အချိန်ဖြုံးခဲ့ကြပြီး KJ ကသူ့ရဲ့ခီးသွားတွေ့ကြုံတွေကိုပြောပြတဲ့အခါသူမကသူ့ကိုပို့ပြီးတော့တောင်သဘောကျသွားခဲ့တယ်။ KJ နဲ့အတူသူမညအိတ်ခဲ့ပြီးဒီအချိန်တစ်လျှောက်လုံးသူမလိုအပ်နေခဲ့တာအချစ်ဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီနောက်မှာတော့ KJ ကသူမကိုထားခဲ့ဖို့ဆုံးဖြတ်လိုက်တဲ့အတွက်သူမငိုခဲ့ရပါတယ်။လက်ရှိအချိန်ကိုပြန်ရောက်လာတဲ့အခါမှာတော့ KJ သူမရဲ့နှလုံးသားကိုနင်းချေသွားခဲ့တာ6လတောင်ရှိသွားပြီလို့ Elizabeth ကပြောလိုက်ပြီးသူမဟာ KJ ရဲ့ရေးစားဟောင်းဆိုတာကိုယိုကိုသိသွားခဲ့တယ်။ Elizabeth က KJ ကိုထပ်ပြီးဝင်တိုက်ခိုက်တဲ့အတွက် KJ ကသူမရဲ့တိုက်ခိုက်မှုတွေကိုရှောင်တိန်ရင်သူမမနာကျင်ရခင်ရပ်တန်းခဲ့ရဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့သူမကတော့ KJ စကားကိုနားမထောင်ပါဘူး။ KJ လည်းကားတစ်စီးပြီးတစ်စီးခုန်ကူးရင်သူမစီကနေထွက်ပြေးတဲ့အခါယိုကိုက KJ ကိုရက်လိုက်ပြီး Elizabeth ကိုဘသူကဆရာလဲဆိုတာပြလိုက်ဖို့ပြောပါတော့တယ်။ KJ ကရုတ်တရက်လှည့်ပြီးသူမကိုနမ်းလိုက်တဲ့အတွက်ယိုကိုအယမ်းအံ့တသွားပါတယ်။ဒါပေမဲ့ KJ ကသူမကိုဆက်ပြီးရီးတဲ့လုပ်ဖို့ပြင်လိုက်တဲ့အခါ Elizabeth ဒေါသထွက်သွားခဲ့တယ်။တကယ်တော့ Elizabeth သူ့ကိုမတက်ချင်ဘူးဆိုတာကို KJ သိပါတယ်။အဲ့ဒီအချိန်မှာရဲရရှိတယောက်ကသူတို့စီပြေးလာတဲ့အတွက် KJ ကယိုကိုကောက်ချီပြီးထွက်ပြေးသွားပါတော့တယ်။ KJ ကိုတွေ့တာနဲ့တက်ပစ်မယ်လို့ကြိမ်ဆိုထားခဲ့ပေမဲ့လည်းသူမရဲ့အပြုအမူတွေက KJ ပေါ်ခံစားချက်ရှိနေသေးတယ်ဆိုတာကိုသက်သေပြနေပါတယ်။သူတို့လုံခြုံတဲ့နေရာကိုရောက်သွားတဲ့အခါယိုကိုကသူမရဲ့လူကို Elizabeth ကနမ်းလိုက်တဲ့အတွက်စိတ်တုန်နေပြီး Elizabeth ကတော့ KJ ကကလေးတွေကိုပါစိတ်ဝင်စားနေတာလားလို့တွေးမိသွားပါတယ်။သူဒီလိုမျိုးဘယ်တော့မှမလုပ်ဘူးလို့ KJ ကအာမခံပေမဲ့မိမကိစ္စနဲ့ပတ်သက်လာရင် KJ ကဘာမှထိန်းချုပ်နိုင်စွမ်းမရှိတာကြောင့်သူမကတော့မယုံပါဘူး။သူမကိုယ်သူမလဲဘာလို့ KJ ပေါ်ခံစားချက်ရှိနေသေးတယ်လို့မျိုးပြုမှုနေမိလဲဆိုတာကိုနားမလည်နိုင်ဖြစ်နေပြီးသူ့ကိုအခုထိခွင့်မလွတ်သေးဘူးဆိုတာကိုကိုပြန်သတိပေးလိုက်ပါတယ်။ဒါကြောင့်မို့လို့သူမခီးထွက်လာရတဲ့အကြောင်းရင်းက KJ တခုတည်းကြောင့်မဟုတ်ဘူးလို့ပြောလိုက်ပြီးနတ်ဆိုးတွေကိုနှိမ်နှင်းဖို့စီစဉ်ထားကြောင်းရှင်းပြလိုက်ပါတယ်။ KJ ထွက်သွားပြီးတဲ့နောက်မှာနတ်ဆိုးတွေကသူမရဲ့မြို့ကိုဘယ်လိုဖျက်ဆီးသွားကြလဲဆိုတာကိုတွေ့ခဲ့ရပြီးသူတို့ကြောင့်သူမရဲ့သူငယ်ချင်းတွေကိုပါဆုံးရှုံးခဲ့ရတယ်လို့ပြောပြပါတယ်။နတ်ဆိုးတွေကနေရာတိုင်းမှာပျက်စီးဆုံးရှုံးမှုတွေဖြစ်စေတယ်ဆိုတာသူမသိတဲ့အတွက်သူမလိုမျိုးတခြားသူတွေလည်းသူငယ်ချင်းတွေနဲ့မိသားစုတွေကိုမဆုံးရှုံးရလေအောင်ကာကွယ်ပေးဖို့စီစဉ်ထားတာပါ။ KJ ကတော့သူ့မှာဒီလိုရည်ရွယ်ချက်မျိုးမရှိဘူးလို့ပြောလိုက်ပြီးသူ့ညီမအတွက်ကလဲစားချေဖို့သာလိုလားတယ်လို့ဆိုပါတယ်။ဒါပေမဲ့လေဘင်းမှာအမှတ်သားပါတယ်နတ်ဆိုးကိုဘယ်မှာရှာရမလဲဆိုတာသိလားလို့သူမကမေးလိုက်ပါတယ်။သူမကနတ်ဆိုးတွေအကြောင်းသူတွေတနာလုံးနေခဲ့တာဖြစ်ပြီးလွန်ခဲ့တဲ့3နှစ်ကသူတို့စတင်ပေါ်လာပြီးနောက်ပိုင်းနတ်ဆိုးကောင်ရေ800လောက်ကိုတွေ့ရှိခဲ့ရကအများစုကတော့လူတွေကိုတက်ဖြတ်ဖို့သာစူးစမ်းနေကြတယ်လို့ရှင်းပြပါတယ်။သူတို့မှာဉာဏ်ရည်ရန်သွေးမရှိကြပေမဲ့မကြသေးခင်ကမှစတင်ပြောင်းလဲလာခဲ့ကြပြီးမျိုးကွဲတစ်တွေကတော့ဉာဏ်ရည်နဲ့လူတွေလိုစိတ်ခံစားမှုတွေကိုပါပြသလာကြပါတယ်။သူတို့ရဲ့ကတချို့ကတော့အေးချမ်းစွာနေထိုင်ကြပြီးလိုအပ်တဲ့အချိန်တွေမှာလူတွေကိုတောင်ကူညီပေးကြပါသေးတယ်။ပြီးတော့သူမကဥချိုလေးချောင်းနဲ့အဖြူရောင်ကနာကိုရှိတဲ့နတ်ဆိုးတကောင်ရဲ့ဗီဒီယိုကို KJ ကိုပြလိုက်ပါတယ်။အဲ့ဒီနတ်ဆိုးကသူ့လက်ကိုဖိနှိပ်ငှက်ဖြစ်ပြောင်းလဲလိုက်ပြီးလူတိုင်းပေါ်လွတ်ချလိုက်တဲ့အခါ KJ အယမ်းအံ့တသွားပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီနတ်ဆိုးကသူ့ညီမနဲ့ရုပ်ချင်းအယမ်းစင်နေလို့ပါ။ Elizabeth ကနတ်ဆိုးရဲ့လေဘင်းကအမတ်သားကိုကြိခိုင်းလိုက်တဲ့အခါ KJ တယောက်စိတ်လွတ်သွားတယ်လို့ဖြစ်သွားပြီးသူခဏလောက်တယောက်တည်းနေဖို့လိုတယ်လို့ပြောလိုက်ပါတယ်။ညဘက်ရောက်တဲ့အခါဘာတွေဖြစ်နေလဲဆိုတာကိုသူလုံးဝနားမလည်နိုင်ဖြစ်နေကြောင်း KJ တွေးနေပေမဲ့အဲ့ဒီနတ်ဆိုးကိုတွေ့တာနဲ့အရာအလုံးကိုသူသိလာရမယ်လို့ယုံကြည်နေပါတယ်။ဒါကြောင့်မို့လို့နတ်ဆိုးကိုအနိုင်ယူဖို့သူပို့ပြီးတော့တောင်စိတ်အားထက်သန်လာခဲ့တယ်။
နောက်တနေ့မှာတော့အဲလီဇဘက်ကသူတို့ကိုရေပူစမ်းတစ်ခုစီခေါ်သွားတဲ့အတွက်ယိုကိုအရန်စိတ်လှုပ်ရှားသွားပြီးအဲ့ဒီမှာလူတွေမရှိတဲ့အတွက်လည်းဝမ်းသာနေပါတယ်အဲ့ဒီကရေတွေက KJ ရဲ့ဒဏ်ရာတွေကိုတက်တာစေလိမ့်မယ်လို့သူမကပြောလိုက်ပေမဲ့ KJ ကိုတခုခုကအနှောက်အယှက်ဖြစ်စေရဲဆိုတာသူမသတိထားမိသွားပါတယ် KJ ကရေကြောက်တက်တယ်ဆိုတာကိုသိလိုက်ရတဲ့အခါသူမအရန်အံ့သာသွားခဲ့တယ်ကုန်းပေါ်မှာနေတဲ့တိရစ္ဆာန်တွေကရေကူးတင်စရာမလိုဘူးလို့ KJ ကပြောပေမဲ့သူမက KJ ကိုရေထဲတွန်းချလိုက်တဲ့အတွက် KJ ပြာရခတ်သွားပါတယ်ဒါပေမဲ့ရေကတိတ်မနှက်ဘူးဆိုတာကိုသူသတိထားမိသွားပြီးရေစိမ်ရတာတက်တောင့်တက်တာရှိတယ်ဆိုတာကိုသူသိသွားပါတယ်အဲလီဇဘက်က KJ ရဲ့ခေါင်းပေါ်ကိုရေအေးဝတ်တစ်ခုတင်ပေးလိုက်ပြီးကြက်တွေကသူတို့ရဲ့အမောက်ကနေတဆင့်အပူချိန်ကိုထိန်းညှိကြတဲ့အတွက်ဒီရေဘက်ကသူ့ကိုအပူလွန်ခဲ့တာကနေကာကွယ်ပေးလိုက်မယ်လို့ပြောပြလိုက်တယ်သူတို့ရေပူစမ်းမှာအပန်းဖြေနေကြချိန်ယိုကိုကအဲလီဇဘက်နဲ့ KJ အရန်နီးကပ်နေတာကိုမြင်သွားတဲ့အတွက် KJ နားကနေဖယ်ဖို့ပြောလိုက်ပါတယ်ယိုကိုရဲ့ကြောကုန်းပေါ်မှာတာဝန်ဆိုတဲ့စကားလုံးကိုဘာလို့ရေးထားတာလဲလို့အဲလီဇဘက်ကတွေးမိသွားပါတယ်ယိုကိုကအဲလီဇဘက်ကိုသဘောမကျပေမဲ့လည်းအဲလီဇဘက်ကသူမကိုတပတ်တစ်ထည်ပေးခဲ့တဲ့အတွက်ပြန်ပြောပြဖို့ဆုံးဖြတ်လိုက်ပါတယ်အိုဒါကသူမရဲ့ကြောပေါ်မှာအဲ့ဒါကိုရေးပေးခဲ့တာဖြစ်ပြီးအားနည်းသူတွေအတွက်တိုက်ပွဲဝင်ပေးဖို့ပြောခဲ့တယ်လို့သူမကဖွင့်ပြောပြရင်အိုဒါကိုတတိယပြီးငိုပါတော့တယ်သူမက KJ နောက်ကိုလိုက်ဖို့ဆုံးဖြတ်ထားတယ်လို့ပြောလိုက်တဲ့အခါယိုကိုတယောက်ဝေခွဲမရဖြစ်နေတယ်လို့အဲလီဇဘက်တွေးလိုက်မိပေမဲ့သူမကတော့ KJ ကိုအခုထိခွင့်မလွတ်သေးဘူးဆိုတာကိုကိုပြန်တတိပေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ KJ ကရေပူစမ်းထဲမှာအချိန်ကြာကြီးနေခဲ့တဲ့အတွက်သူ့ခန္ဓာကိုယ်ကပူကျလာပါတယ်အဲ့ဒီအချိန်မှာသူတို့ရှေ့ကိုဘလူးတကောင်ရောက်လာတာကိုတတိထားမိလိုက်ပေမဲ့တကယ်တော့အဲ့ဒါကအဲလီဇဘက်ဖြစ်နေခဲ့တယ်ရွှွန့်စိန်နာကအသားရည်အတွက်ကောင်းလို့သူမရွှွန့်စိန်နေခဲ့တာလို့ပြောပြပြီးမိန်းကလေးတွေအကြောင်း KJ ဘာမှနားမလည်ဘူးလို့ပြောလိုက်ပါတယ်ယိုကိုအိပ်ပျော်သွားတဲ့အခါ KJ ဘာတွေနေလဲဆိုတာကိုအဲလီဇဘက်ကမေးလိုက်ပါတယ်ဒါကြောင့်သူမပြခဲ့တဲ့အဖြူရောင်နှဆိုးကသူ့ရဲ့မျက်ညံထဲကနှဆိုးနဲ့အတူတူပဲလားဆိုတာသူမသေးချဘူးလို့ KJ ကပြန်ဖြေလိုက်တယ်သူညီမဆာယာလို့သူထင်ခဲ့တဲ့ဖိနစ်ငက်ကတခြားတစ်ယောက်များဖြစ်နေမလားလို့သူမကတွေးလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီဖိနစ်ကမီးတွေလောင်နေတာဖြစ်တဲ့အတွက်အဲ့ဒါဆာယာဘယ်လိုလုပ်ဖြစ်နိုင်မလဲဆိုတာကိုအဲလီဇဘက်နားမလည်နိုင်ဖြစ်နေခဲ့တယ်ဆာယာကိုခွေးတကောင်ကြိုက်တုံးကသူကကာကွယ်ပေးဖို့စူးစမ်းခဲ့ပေမဲ့နောက်ဆုံးမှာသူပဲဒဏ်ရာရသွားခဲ့တဲ့အကြောင်းကို KJ ကပြောပြလိုက်ပါတယ်သူတည်တော့မယ်ဆိုတာကိုဆာယာသိလိုက်ရတဲ့အခါသူမရဲ့စွမ်းအားတွေရုတ်တရက်နိုးကြလာပြီးအဲ့ဒီခွေးကိုအရှင်လက်လက်မီးရှို့ပစ်ခဲ့တာပါနတ်ဆိုးတွေကစင်ကဲပြောင်းလဲနေတဲ့အတွက်အဲ့ဒီဖြူရောင်နတ်ဆိုးကဆာယာကိုစားသွားတဲ့နတ်ဆိုးရဲ့စင်ကဲပြောင်းလဲသွားတဲ့ပုံစံဖြစ်နိုင်တယ်လို့အဲလီဇဘက်ကပြောလိုက်ပါတယ်ပြီးတော့လေဘင်းကအမတ်သားကသူမရဲ့တီအိုရီမှန်ကန်ကြောင်းတက်တည်ပြနေရလို့လည်းသူမကတွေးလိုက်ပါတယ်အဖြူရောင်နတ်ဆိုးကိုရှာတွေ့တာနဲ့သူတို့ရဲ့မိကုန်းတွေအားလုံးအပြေပေါ်လာလိမ့်မယ်လို့သူမကတွေးထားပြီးအဲ့ဒီနတ်ဆိုးကကီလိုမီတာ300အကွာမှာရှိတဲ့တိုကျိုမြို့မှာပထမဆုံးစပေါ်လာခဲ့တာလို့ပြောပြပါတယ်ဒါပေမဲ့ရုတ်တရက်ယိုကိုပျောက်သွားတာကို KJ သတိထားမိလိုက်ပြီးကြောင်တကောင်ကယိုကိုဖမ်းခေါ်သွားတာကိုကျွန်တော်တို့မြင်တွေ့လိုက်ရပါတယ်ကြက်မလေးယိုကိုထွက်ပြေးလွတ်မြောက်သွားပြီးပိုက်လုံးတစ်ခုတည်းဝင်ပုန်းနေခဲ့ပေမဲ့ကြောင်ကတော့သူမကိုဆက်ပြီးဖမ်းဖို့စူးစမ်းနေပါတယ်ဒါကြောင့် KJ ကသူမကိုအေးဆေးလွတ်ထားပေးဖို့ကြောင်ကိုပြောလိုက်တယ်ကြောင်ကနောက်ဆုတ်ဖို့ညှင်းဆန်တဲ့အတွက်သူတို့တိုက်ခိုက်ဖို့ပြင်လိုက်တဲ့အခါကြောင်ရဲ့ကလေးလေးတွေရုတ်တရက်ရောက်လာကြပါတယ်အဲလီဇဘက်ကအဲ့ဒီကြောင်ဟာသူ့ကလေးတွေကိုအစာကျွေးဖို့အတွက်ယိုကိုဖမ်းချင်နေတာဆိုတာသဘောပေါက်သွားပြီး10ရက်လောက်ရှိပြီးကလေးတွေအတွက်ဘာစာမှမရှာပေးနိုင်သေးဘူးလို့ကြောင်ကပြောပြပါတယ်ဒါကြောင့်အဲလီဇဘက်ကသူတို့စားဖို့အတွက်ဥတလုံးဥပေးလိုက်တယ်ကြောင်ကသူမကိုကျေးဇူးတင်သွားပေမဲ့အဲ့ဒီဥကမျိုးအောင်ထားတာမဟုတ်တဲ့အတွက်အသက်မပါဘူးလို့အဲလီဇဘက်ကရှင်းပြပါတယ်ဒါကြောင့်သူမလွင့်ပြစ်မလို့စီစဉ်ထားပေမဲ့အခုလိုအလားဟတာမဖြစ်သွားတဲ့အတွက်ဝမ်းသာတယ်လို့ပြောလိုက်ပါတယ်ဒီကြောင့်မှပိုင်ရှင်ရှိတယ်ဆိုတာကိုသူမသိလိုက်ရလို့သူ့ပိုင်ရှင်ကသူတို့ကိုအစာမကျွေးဘူးလားလို့သူမတွေးမိသွားတယ်အဲ့ဒီအချိန်မှာ KJ ကတရွာလုံးတွင်းတွေတူးနေကြတာကိုမြင်သွားတယ်သူတို့တွေသတိမှန်ပုံမပေါ်ဘူးဆိုတာကိုသူသိလိုက်ရတဲ့အခါလွန်ခဲ့တဲ့10ရက်ကဘလူးတကောင်ပေါ်လာပြီးလူတိုင်းကိုအနားမယူဘဲတွင်းတွေတူးခိုင်းနေတာလို့ကြောင်ကပြောပြပါတယ်ကလေးတွေကိုတောင်တစ်ခုထဲမှာအပိတ်ခံထားရတဲ့အတွက်သူတို့အတွက်စိတ်မကောင်းဖြစ်မိပြီးသူတို့ကိုတေချာအစာကျွေးမယ်လို့မထင်ဘူးလို့ကြောင်ကဆိုပါတယ်ဆေးလို့ခေါ်တဲ့ကလေးတစ်ယောက်ကသူတို့ဘာမှမလုပ်ဘူးဆိုရင်တေချာရလိမ့်မယ်လို့လူတိုင်းကိုပြောလိုက်တဲ့အတွက်သူတို့ကိုတောင်ထဲကနေဖောက်ထွက်ခဲ့ကြပါတယ်တခြားသူတွေထွက်ပြေးနိုင်ဖို့အတွက်သူကအဆောင်ကိုဖမ်းချုပ်ထားပေးပေမဲ့နောက်ဆုံးမှာတော့သူတို့အဖမ်းခံလိုက်ရပါတယ်ရဲအရာရှိတစ်ယောက်ကသူ့ကိုတင်းနဲ့ပစ်ဖို့ပြင်လိုက်ပေမဲ့အဲလီဇဘက်ကအဲ့ဒီဆောင်ရဲကိုတက်လိုက်အောင်လုပ်လိုက်ပြီးသူမရဲ့ဖုန်းကိုတုံးကရဲတွေကိုကြိုးထုတ်ထားဖို့ကလေးတွေကိုပြောလိုက်ပါတယ်သူတို့ဆေးရဲ့အိမ်ကိုသွားကြပြီးသူတို့ကိုကူညီဖို့ဘယ်သူမှမလာကြဘူးလားလို့အဲလီဇဘက်ကတွေးမိသွားတယ်ဒါပေမဲ့ဘလူးရဲ့ထိန်းချုပ်မှုအောက်ရောက်ရတဲ့ရဲအရာရှိကအရာအလုံးကိုဖုံးကွယ်ထားတာဖြစ်ရမယ်လို့ဆေးကရှင်းပြပါတယ်သူကလူတိုင်းအတွက်ခောက်ဆွဲပြုတ်ပေးပြီးသူ့ရဲ့ဟင်းချက်လက်ရာကိုအဲလီဇဘက်ကချီးကျူးလိုက်တဲ့အခါသူငယ်ငယ်လေးကလေးကအမေဆုံးသွားတဲ့အတွက်အသက်ရှင်ဖို့ဒီလိုမျိုးလုပ်ခဲ့ရတာလို့သူကရှင်းပြပါတယ်နာတို့ဖွဲ့ကနတ်ဆိုးတွေအားလုံးကိုနှိမ်နှင်းဖို့ခီးထွက်လာတာဖြစ်ပြီးသူတို့ရွာကဘလူးဟာလည်းနတ်ဆိုးတကောင်ဖြစ်နိုင်တယ်လို့သူမကလူတိုင်းကိုပြောပြလိုက်တယ်ဒါပေမဲ့ကလေးတွေကကိုတောင်ထဲမှာပဲအချိန်လုံးပိတ်လောင်ခံထားရတဲ့အတွက်အဲ့ဒီအကြောင်းကိုသိမသိကြပါဘူးဒါကြောင့်အဲ့ဒီဘလူးစီသွားကြည့်ရအောင်လို့သူမက KJ ကိုပြောလိုက်တယ်ကလေးတွေကအဲ့ဒီဘလူးမှာဥချိုလေးချောင်းမရှိဘူးလို့ပြောတဲ့အတွက် KJ ကအဖြူရောင်နတ်ဆိုးကိုသာအနိုင်ယူချင်တာမို့အဲလီဇဘက်နဲ့လိုက်သွားဖို့ညှင်းဆန်လိုက်ပါတယ်ရုတ်တရက် KJ တယောက်အရန်ကိုယိုမန်တဖြစ်တဲ့စိတ်တွေဝင်လာပြီးအဲ့ဒီခံစားချက်ကအရန်ပြင်းထန်လုံးလို့သူ့ကိုယ်သူမထိန်ချုပ်နိုင်တော့တဲ့အတွက်အဲလီဇဘက်ကိုဖမ်းဆွဲလိုက်ပါတယ်ဒါပေမဲ့သူမကသူ့ကိုတွန်းဖယ်လိုက်တယ်သူကသူမကိုကူညီပေးဖို့တောင်းပန်လိုက်ပြီးသူအရန်ဖြစ်နေတာကိုမြင်ရတဲ့အခါနောက်ရက်မှာနတ်ဆိုးကိုနှိမ်နှင်းဖို့ကူညီမယ်ဆိုရင်သူ့လိုကိုလိုက်ရောပေးမယ်လို့သူမကသဘောတူလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်ထိသူ့ကိုယ်သူထိန်းချုပ်ထားဖို့လိုတယ်ဆိုတာကိုသူသိလိုက်ရတယ်စိတ်တည်ငြိမ်သွားအောင်သူ့ကိုယ်သူကိုက်လိုက်ပြီးသူကအရန်အနေရများတဲ့အတွက်ရေချိုးကန်းထဲမှာပဲအိပ်ဖို့သူမကပြောလိုက်ပါတယ်နောက်တနေ့မနက်အဲလီဇဘက်နိုးလာတဲ့အခါဆေးပြောင်းနေတာကိုသတိထားမိသွားပြီး KJ ကတော့တညလုံးအိပ်လို့မရခဲ့ဘူးလို့ဆိုပါတယ်ဆေးပဲရောက်သွားလဲလို့သူမကတွေးမိတဲ့အခါသူ့ဖေဖြစ်နေတဲ့နတ်ဆိုးစီတူသွားတာဖြစ်နိုင်တယ်လို့တခြားကလေးတွေကပြောကြပါတယ်
ဆေးကနတ်ဆိုးကိုတင်းနဲ့ချိန်ပြီးသူ့ဖေကိုပြန်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ဒါပေမဲ့နတ်ဆိုးကသူ့ကိုခောက်ထုတ်လိုက်ပြီးသူ့ဖေကိုပြဖို့ရင်ဘတ်ကိုဖွင့်ပြလိုက်ပါတယ်။အတိတ်ကိုပြန်ကြည့်ရရင်ဆေးရဲ့အဖေကမြင်းပွဲလောင်ရင်သူ့ပိုက်ဆံတွေအားလုံးကုန်သွားခဲ့တယ်။လောင်းကစားလုပ်ဖို့အကျွေးတွေယူခဲ့တဲ့အတွက်ဆေးကသူ့ကိုအော်ဟစ်ခဲ့ပါတယ်။မြေအောက်ကာစီနိုမှာအကြီးကျယ်နိုင်ပြီးရင်အရာအားလုံးကိုပြန်ဆက်မယ်လို့သူကပြောပါတယ်။ဒါပေမဲ့အလုပ်တစ်ခုသွားမလုပ်ပဲဘာလို့ဒီလိုလုပ်နေရတာလဲလို့ဆေးကမေးတဲ့အခါအဲ့ဒီနည်းနဲ့ဘယ်သူမှမချမ်းသာနိုင်ဘူးဆိုပြီးသူစိတ်တူသွားပါတယ်။သူကစာလေးတစ်ခုပါတဲ့တစ်တာတစ်လုံးကိုရှာတွေ့ခဲ့ပြီးစာကိုဖတ်ကြည့်တဲ့အခါဓမြတစုကသူတို့ရဲ့ရတနာတွေကိုအဲ့ဒီနယ်မြေမှာမြုပ်နှံခဲ့ကြောင်းနဲ့လက်ရှိတန်ဖိုးရန်1ဘီလီယံတန်တယ်လို့ပါရှိပါတယ်။သူကတစ်နှစ်လုံးဆက်တူးနေခဲ့ပေမဲ့ဘာမှမတွေ့ရတဲ့အတွက်စိတ်ပြတ်သွားပြီးနတ်ဆိုးဖြစ်ပြောင်းလဲသွားခဲ့တာပါ။လက်ရှိအချိန်မှာတော့သူတို့ချမ်းသာသွားရင်ရွာကနေထွက်သွားပြီးလှုပ်ချင်တာမှန်သမျှလှုပ်လို့ရပြီလို့ဆေးရဲ့အဖေကပြောပါတယ်။ဒါပေမဲ့ပိုက်ဆံကိုဂယူးမဆိုင်ဘူးလို့ဆေးကပြောလိုက်ပြီးသူ့ဖေနဲ့အတူတာမန်ဘဝလေးတစ်ခုပဲနေချင်တာလို့ဆိုပါတယ်။နတ်ဆိုးကိုစစ်ပြန်ပိတ်ဖို့သူကပြောလိုက်တဲ့အခါနတ်ဆိုးကရုတ်တရက်ဘလူးကြီးအဖြစ်ပြောင်းသွားပြီးပိုက်ဆံကသာအရေးကြီးဆုံးပဲလို့ဆေးကိုပြောလိုက်ပါတယ်။အဲလီဇဘက်နဲ့တခြားသူတွေရောက်လာပြီးနတ်ဆိုးကသူမထင်ထားတယ်လို့ပဲမျိုးကွဲတစ်ခုဖြစ်နေတာကိုမြင်လိုက်ရတယ်။ဒါပေမဲ့ဒီလောက်ကြီးမားလိမ့်မယ်လို့သူမထင်ထားခဲ့ပါဘူး။နင်းကနဖူးပေါ်ကမျက်လုံးတစ်လုံးကိုဖွင့်လိုက်ပြီးအဲ့ဒါကိုမကြည့်ဖို့ကေဂျေကိုအဲလီဇဘက်ကသတိပေးလိုက်ပါတယ်။ဒါပေမဲ့ယိုကိုအတွက်တော့နောက်ကျသွားပြီးနတ်ဆိုးရဲ့ထိန်းချုပ်မှုအောက်ကိုရောက်သွားခဲ့ပါတယ်။သူမကတွင်းစတူးနေပေမဲ့တခြားသူတွေကိုခိုင်းစားမဲ့အစာရတနာကိုကိုယ်တိုင်တူးဖို့နတ်ဆိုးကိုအဲလီဇဘက်ကပြောလိုက်ပါတယ်။နင်းကလက်သီးနဲ့တိုက်ခိုက်တဲ့အတွက်သူမရှောင်လိုက်ပြီးတက်လိုက်အောင်လုပ်လိုက်ပါတယ်။ဒါပေမဲ့ဘာမှမဖြစ်တဲ့အတွက်ပိုအားပိုလိုတယ်လို့သူမတွေးလိုက်တယ်။ကေဂျေကဘင်းစီခုံအုပ်လိုက်ပေမဲ့မင်းရဲ့ခန္ဓာကိုယ်ပေါ်ကစစ်တွေကိုဖွင့်ပြီးကာကွယ်လိုက်တယ်။ပြီးတော့အနာကလာသမျှအရာအလုံးကိုဝါမျိုးပစ်မယ်လို့ဆိုပါတယ်။ကေဂျေကသူ့ရဲ့အထူးစွမ်းရည်ကိုထုတ်သုံးလိုက်ပေမဲ့မင်းကရှောင်ထွက်သွားပြီးမင်းရဲ့မျက်စံမှုကြောင့်သူတို့အယံအန်တာသွားကြပါတယ်။သူ့ဖေကိုချမ်းသာပေးဖို့ဆေးကကေဂျေကိုတောင်းပန်လိုက်ပါတယ်။ဒါပေမဲ့အဲလီဇဘက်ကအကြံတစ်ခုရသွားပြီးနတ်ဆိုးကိုတက်တိုင်တွေစီမြုပ်ခေါ်သွားဖို့ကေဂျေကိုပြောလိုက်တယ်။နတ်ဆိုးကကေဂျေကိုဝင်တိုက်တဲ့အခါသူကတိုက်ခိုက်မှုတွေကိုရှောင်တိန်လိုက်ပေမဲ့နင်းကသူ့ကိုမျက်စိကွယ်သွားအောင်မြေကြီးပေါ်ကအပြက်စီးတွေနဲ့ပစ်ပေါက်လိုက်ပါတယ်။နင်းကကေဂျေကိုအဆုံးသတ်ဖို့ပြင်လိုက်ပေမဲ့ရုတ်တရက်မြေကြီးပေါ်မှာကျနေတဲ့ရတနာတွေကိုမြင်သွားတဲ့အတွက်အာယုံလဲသွားပါတယ်။အဲလီဇဘက်ကသူမရဲ့ချိတ်ချိုးကိုတက်တိုင်တွေမှာချိတ်လိုက်ပြီးလျှက်စစ်အားနဲ့နတ်ဆိုးကိုတက်လိုက်စေခဲ့ပါတယ်။အဲ့ဒီအချိန်မှာကေဂျေကသူ့ရဲ့အထူးစွမ်းရည်နဲ့အဆုံးသတ်လိုက်ပါတယ်။နင်းရဲ့ခေါင်းပေါက်ကွဲသွားပြီးလူတိုင်းသတိပြန်လည်လာကြတယ်။ဒါပေမဲ့ကေဂျေကအဲလီဇဘက်စီပြေးသွားပြီးသူမရဲ့ဂတိကိုပြန်သတိပေးလိုက်ပါတယ်။ဒါပေမဲ့သူမကတော့ကေဂျေသူမကိုထားခဲ့တဲ့အတွက်အခုထိမုန်းနေသေးတာမို့သူ့ကိုဘာမှလုပ်ပေးဖို့အစီအစဉ်မရှိပါဘူး။ဆေးကသူ့ဖေကိုဖက်လိုက်ပေမဲ့ကေဂျေကတော့ဆေးကြောင့်သူတိုက်ခိုက်ခဲ့ရပြီးဘာကြိုးမျက်မှမရလိုက်တဲ့အတွက်ဒေါသထွက်နေပါတယ်။ကေဂျေကသူ့ရဲ့အထူးစွမ်းရည်ကိုထုတ်သုံးလိုက်တဲ့အခါဆေးကဝန်ခံလိုက်ပေမဲ့ကေဂျေကရက်ဖို့ညှဉ်းဆန်နေတော့မှာပဲ။ဆေးရဲ့အဖေကသူ့ကိုဘေးကိုတွန်းဖယ်လိုက်ပြီးသူကဒါလူတိုင်းအတွက်ဝန်ထုတ်ဝန်ပိုးဖြစ်ခဲ့တာမို့တေးတင်းတဲ့သူကသူတယောက်တည်းပါလို့ရှင်းပြကသူ့သားကိုချမ်းသာပေးဖို့ကေဂျေကိုတောင်းပန်လိုက်ပါတယ်။ကေဂျေကသူ့ကိုပါချမ်းသာပေးဖို့ဆုံးဖြတ်လိုက်ပြီးအဲလီဇဘက်ကတော့ကေဂျေနဲ့အတူထွက်သွားရင်ဒီဖြစ်ရက်ကိုတစ်သက်လုံးမှတ်ထားဖို့သူ့ကိုပြောလိုက်ပါတယ်။ကေဂျေရဲ့လုပ်ရက်တွေကြောင့်သူမသဘောကျသွားတယ်လို့ဝန်ခံလိုက်တဲ့အတွက်ကေဂျေကသူမစီကအခွင့်ရေးရပြီလို့တွေးလိုက်ပါတယ်။သူကသူမနားကိုကတ်သွားပြီးချစ်တယ်လို့ပြောလိုက်ပေမဲ့သူမကတော့သူ့ရဲ့ဥတွေကိုအားရပါရကန်ပစ်လိုက်ပါတော့တယ်။အီဘာကူယာလို့ခေါ်တဲ့လူတစ်ယောက်ကသူတို့နှစ်ဆိုးနဲ့တိုက်ခိုက်နေတာကိုဗီဒီယိုရိုက်ထားခဲ့ရဆိုတာကိုကျွန်တော်တို့သိလိုက်ရတယ်။အဲ့ဒီဗီဒီယိုကိုအွန်လိုင်းပေါ်တင်လိုက်တဲ့အခါချက်ချင်းပဲနာမည်ကြီးသွားပြီးကေဂျေနဲ့တခြားသူတွေလည်းနာမည်ကြီးသွားတဲ့အတွက်မြို့ထဲမှာလမ်းလျှောက်သွားတဲ့အခါလူတိုင်းကသူတို့ကိုစိုက်ကြည့်နေကြပါတယ်။ယိုကိုကတော့သူမချစ်စရာကောင်းလို့လူတွေကြည့်နေကြတာပဲလို့တွေးလိုက်ပေမဲ့တကယ်တော့လူဆိုးကောင်းတစုကသူတို့ကိုဖမ်းကျင်နေကြတာပါ။တစ်ချိန်တည်းမှာပဲအီဘာကူယာကထူးဆန်းတဲ့ပိုးကောင်တွေရဲ့ဗီဒီယိုတွေကိုတင်ပြီးနာမည်ကြီးဖို့ဘယ်လိုစီစဉ်ထားခဲ့လဲဆိုတာကိုတွေးနေခဲ့တယ်။ဒါပေမဲ့ဒါတွေအားလုံးကကေဂျေနဲ့တခြားသူတွေနဲ့ဆိုးကိုတိုက်ခိုက်နေတာကိုသူမမြင်ခင်ချိန်ထိပါပဲ။သူကမြို့ထဲအထိသူတို့နောက်ကိုလိုက်သွားခဲ့ပြီးသူတို့ကိုမျက်ခြေပြတ်သွားခဲ့ရင်လည်းသူတို့အဲ့ဒီမှာရှိနေသေးတယ်ဆိုတာကိုသူသိနေပါတယ်။သူတို့ကိုဖမ်းဆီးပြီးသူတို့ကိုလိုက်လံဖမ်းဆီးနေတဲ့အမိုက်စားဗီဒီယိုတစ်ခုကိုတင်ဖို့သူစီစဉ်ထားခဲ့ပေမဲ့သူတို့အပြင်မှာပြေးနေကြတာကိုတော့သူသတိတောင်မထားမိလိုက်ပါဘူး။လူဆိုးတွေကကေဂျေနဲ့တခြားသူတွေကိုဝိုင်းထားလိုက်ပြီးဖမ်းဖို့ပြင်လိုက်ကြတဲ့အခါကေဂျေနဲ့သူ့သူငယ်ချင်းတွေကခေါင်းမိုးပေါ်ခုန်တက်ပြီးထွက်ပြေးသွားကြပါတယ်။ဗီဒီယိုကကြည့်ရှုသူရေအတွက်အယမ်းများနေတာကိုအဲလီဇဘက်အန်တာသွားပြီးလူတွေကသူတို့နောက်ကိုလိုက်နေကြတဲ့အတွက်ခဏလောက်ပုံနေတင်တယ်လို့သူမကတွေးလိုက်ပါတယ်။ဒါပေမဲ့ကေဂျေကတော့ပုံနေဖို့ညှဉ်းဆန်လိုက်ပြီးသူ့ဘဝကိုသူလိုချင်တဲ့ပုံစံအတိုင်းပဲရှင်းတန်သွားမယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့်လူတွေကိုအထင်မသေးဖို့အဲလီဇဘက်ကပြောလိုက်ပေမဲ့ကေဂျေကတော့သူ့မစကားကိုနားမထောင်ပါဘူး။သူတို့စကားများရန်ဖြစ်ကြပြီးကေဂျေကတယောက်တည်းပဲစက်ခီးထွက်တော့မယ်လို့ပြောကထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ယိုကိုကတော့သူ့နောက်ကိုပြေးလိုက်သွားခဲ့တယ်။ကေဂျေမျိုးတဲ့လမ်းလျှောက်နေတုန်းလူတစ်ယောက်ကသူ့နောက်ကနေချင်းကပ်လာပေမဲ့အဲ့ဒီလူရဲ့ဘိုက်ကွန်ကိုဖျဲချလိုက်ပြီးသူဆက်လျှောက်သွားပါတော့တယ်။သူကပါချင်းကိုဆိုင်တဆိုင်ကိုတွေ့သွားတဲ့အတွက်ဝင်စောကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ဆိုင်ထဲမှာအရန်ဆူညံနေတဲ့အတွက်လူတွေကဘလို့လုပ်ပြီးပြောနေနိုင်ကြလဲဆိုတာကိုသူနားမလည်နိုင်ဖြစ်နေတယ်။အဲ့ဒီမှာမိုရီယိုလို့ခေါ်တဲ့နတ်ဆိုးတစ်ကောင်ကိုသူတတိထားမိသွားတဲ့အတွက်တိုက်ခိုက်ဖို့ပြင်လိုက်ပါတယ်။ဒါပေမဲ့မိုရီယိုကသူတိုက်ခိုက်တာကိုမကြိုက်ဘူးလို့စိတ်ချင်းဆက်သွယ်ပြီးကေဂျေကိုပြောလိုက်တယ်။ကေဂျေကလည်းတက်ဖြတ်ချင်တဲ့စိတ်ကိုမခံစားရတဲ့အတွက်မိုရီယိုအမှန်တရားကိုပြောနေတာပဲလို့တွေးလိုက်ပြီးမိုရီယိုကကေဂျေကိုဆက်မှာဝင်ကစားခွင့်ပေးလိုက်တယ်။ပထမဆုံးအကြိမ်ဆော့လိုက်တာနဲ့ကြက်ပေါက်ပေါက်သွားတဲ့အတွက်ကေဂျေအရန်စိတ်လှုပ်ရှားသွားတယ်။ဒါပေမဲ့သူတို့ထွက်သွားဖို့လုပ်တဲ့အခါဆိုင်ထဲမှာအိမ်မွေးတိရစ္ဆာန်တွေခွင့်မပြုဘူးလို့လူတစ်ယောက်ကမိုရီယိုကိုပြောလိုက်ပါတယ်။မြေကြီးပေါ်ကကောက်ရလာတဲ့အကျွေးစစ်တစ်စိနဲ့ဝင်လာခဲ့တာဖြစ်လို့အခုလိုပိုက်ဆံအများကြီးနိုင်သွားတာကိုမိုရီယိုမယုံနိုင်ဖြစ်နေပါတယ်။ကေဂျေကပင်လယ်ဖြူကောင်စားကျင်တဲ့အတွက်ပိုက်ဆံကိုခွဲဝေယူတင်တယ်လို့တွေးလိုက်ပေမဲ့
မိုရီယိုကဒီပိုက်ဆံတွေကိုသုံးဖို့မသင့်တော်ဘူးလို့ခံစားရတဲ့အတွက်ပြန်ပေးဖို့ဆုံးဖြတ်လိုက်တယ်။ KJ ကသူ့ကိုတားလိုက်ပြီးဒီလိုနိုင်တာကသူ့ရဲ့ကံကောင်းမှုကြောင့်ဖြစ်လို့ဖျားသခင်စီကဒီလိုလက်ဆောင်မျိုးကိုညှင်းဆန်တာဟာအပြစ်လောက်တာနဲ့အတူတူပဲလို့ယုံကြည်အောင်ပြောလိုက်ပါတယ်။ KJ ကမိုရီယိုကိုပင်လယ်ဖြူကောင်ဝယ်ခိုင်းလိုက်တဲ့အခါမိုရီယိုတယောက်ဝမ်းသာလုံးလို့မျက်ရည်တွေတောင်ကျလာပါတယ်။ဒါပေမဲ့တကိုက်ကိုက်စားလိုက်တဲ့အခါပင်လယ်ကနေလက်လက်ဆက်ဆက်ရလာတာမဟုတ်တဲ့အတွက်အရသာကယွန်စရာကောင်းနေမှန်းသူသိလိုက်ရတယ်။ KJ စိတ်ပြတ်သွားပြီးတတိလစ်သွားတဲ့အတွက်မိုရီယိုကသူ့ကိုဒဲလေးစီတည်သွားပေးခဲ့ပါတယ်။ KJ နိုးလာတဲ့အခါသူ့ကိုစောင့်ရှောက်ပေးတဲ့အတွက်မိုရီယိုကိုကျေးဇူးတင်ကြောင်းပြောပါတယ်။သူတယောက်တည်းနေထိုင်ကြောင်းနဲ့ပြောဖို့ပါဖို့မျိုးတဲကိုသွားလေးရှိပေမဲ့သူ့ရဲ့ဒဲလေးကသာသူနှစ်သက်ဆုံးနေရဖြစ်ကြောင်းမိုရီယိုကပြောပြပါတယ်။ KJ ကသူ့ကိုဖန်တီးခဲ့တဲ့လူသားပါဖြစ်သွားလဲလို့တွေးမိပြီးမေးလိုက်တဲ့အခါသူမသိပေမဲ့အဲ့ဒီလူသားကတော့ပျော်ရွှင်တဲ့ဘဝလေးနဲ့နေထိုင်နေမှာပါလို့ရှင်းပြပါတယ်။အတိတ်ကိုပြန်ကြည့်ရရင်မိုရီယိုကကင်ဆာရောဂါရှိကြောင်းအဖြေထွက်လာပြီးသူ့မှာအသက်ရှင်ဖို့တလားပဲအချိန်ကျန်တော့တယ်လို့ဆရာဝန်ကပြောလိုက်ပါတယ်။သူဘဝကိုကောင်းကောင်းမဖြတ်တန်းခဲ့ရဘူးလို့တွေးမိသွားပြီးသူ့မှာရေးစားတယောက်တောင်မရှိခဲ့ဘူးဆိုတာကိုကျွန်တော်တို့သိလိုက်ရတယ်။ဒါကြောင့်သူဆက်ပြီးအသက်ရှင်ကျင်သေးတယ်လို့ဆန္ဒပြုလိုက်ပါတယ်။အဲ့ဒီအချိန်မှာသူ့ခန္ဓာကိုယ်ရဲ့ကနေနတ်ဆိုးတစ်ကောင်မွေးဖွားလာပြီးသူအသက်ရှင်ကျင်တဲ့ဆန္ဒကြောင့်ဒီနတ်ဆိုးမွေးဖွားလာတာလို့မိုရီယိုကိုပြောလိုက်ပါတယ်။ဒါကြောင့်သူတို့နှစ်ယောက်လုံးအတွက်မင်းကဆက်ပြီးအသက်ရှင်ပေးသွားမယ်လို့ဆိုကမိုရီယိုကိုနောက်တမရပဲတေဆုံးသွားဖို့ပြောပါတယ်။ဒါပေမဲ့ဆရာဝန်စီကနေဖုံးဝင်လာပြီးတကယ်တော့သူ့မှာကင်ဆာရောဂါမရှိကြောင်းနဲ့ဆေးစစ်ချက်အဖြေတွေကတခြားတစ်ယောက်နဲ့မိုင်းသွားတာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။ဒါကြောင့်သူထွက်ပြေးသွားပြီးနောက်တစ်ကြိမ်ပြန်လည်မွေးဖွားလာတယ်လို့မျိုးသူ့ဘဝကိုရှင်သန်သွားမယ်လို့ဆိုပါတယ်။လက်ရှိအချိန်မှာတော့မိုရီယိုက KJ ကိုသူဟာဘဝမှာဘာရည်ရွယ်ချက်မှမရှိတဲ့တတဝါတစ်ကောင်ပါလို့ပြောလိုက်တယ်။ပြီးတော့မျိုးတွေကလူတွေကသူ့ကိုဘလူးလို့ခေါ်ပြီးအနိုင်ကျင့်ကြတယ်လို့လည်းပြောပြပါတယ်။ဒါပေမဲ့ဘသူမှအတိတ်ပဲမရှိရဲ့ဘဝဆိုတာမရှိဘူးလို့ KJ ကပြောလိုက်ပြီးနောက်ဆုံးမှာသူ့ရဲ့ရည်ရွယ်ချက်ကိုတေချာပေါက်ရှာတွေ့သွားမှာပါလို့မိုရီယိုကိုအားပေးလိုက်ပါတယ်။မိုရီယိုက KJ ကိုအရက်တိုက်လိုက်ပြီးသူတို့အရက်မူးလာတဲ့အခါ KJ တယောက်အံပါလေရောပြီးတော့မိုရီယိုကိုအထူးဆန်းတစ်ခုပြမယ်လို့ KJ ကပြောပြီးကပြလိုက်တဲ့အတွက်မိုရီယိုတယောက်အားရပါရရေမောပါတော့တယ်။အဲ့ဒီနောက်မှာတော့သူ့ဘဝမှာအပျော်ဆုံးချိန်လေးဖြစ်ခဲ့တဲ့အတွက်သူနဲ့အတူအချိန်ဖြုံးပေးလို့မိုရီယိုက KJ ကိုကျေးဇူးတင်လိုက်ပါတယ်။ KJ ကလည်းဒီလောကကြီးထဲမှာမိုရီယိုလိုမျိုးနတ်ဆိုးကောင်းတွေရှိနေသေးတယ်ဆိုတာကိုသိလိုက်ရလို့ဝမ်းသာသွားပါတယ်။ KJ ထွက်လာတဲ့အခါနေစရာနေရာတစ်ခုရှာဖို့စီစဉ်လိုက်ပြီးအဲလီဇဘက်နဲ့ယိုကိုတို့ဘယ်ရောက်နေလဲလို့တွေးနေချိန်မှာပဲမုန်တိုင်းတစ်ခုလာနေတာကိုသတိထားမိလိုက်ပါတယ်။ယိုကိုက KJ ကိုဆက်ရှာနေပြီးအဲလီဇဘက်ကတော့သူ့ကိုမေ့ပစ်လိုက်ဖို့ပြောပါတယ်။ဒါပေမဲ့အဲလီဇဘက်ကသူ့ကိုအမြဲတမ်းအနိုင်ကျင့်နေလို့အဲလီဇဘက်ကိုမုန်းတယ်လို့သူမကပြောလိုက်တယ်။သူတို့ကိုမီဆူဆူလို့ခေါ်တဲ့ကောင်မလေးတစ်ယောက်ကတွေ့သွားပြီးသူမရဲ့နေမကောင်းဖြစ်နေတဲ့အဖိုးနဲ့အတူနေထိုင်တဲ့အိမ်ကိုခေါ်သွားပါတယ်။အဲလီဇဘက်ကစကားပြောဖို့သူမရဲ့ဖုန်းကိုတုံးလိုက်ပြီးမီဆူဆူကိုသူတို့အကြောင်းမိတ်ဆက်ပေးလိုက်တဲ့အခါသူမဘလောက်တောင်ညံကောင်းလဲဆိုတာကိုကြည့်ပြီးမီဆူဆူအံ့တသွားပါတယ်။သူမကသူတို့ကိုစားဖို့ကြုံတွေပေးလိုက်ပြီးသူမကိုယ်တိုင်ကတော့စားစလုပ်ပါတော့တယ်။သူမရဲ့အဖိုးကိုကုသပေးနိုင်ဖို့ဆရာဝန်တယောက်ဖြစ်ချင်တယ်လို့ဖွင့်ပြောပြလိုက်ပါတယ်။အဲ့ဒီဒေတာမှာစံချိန်တင်မိုးရွာသွန်းနေတယ်ဆိုတာကိုအဲလီဇဘက်သိတဲ့အတွက်သူတို့ကမျက်နှာမှာနေတာဖြစ်လို့ဘာလို့ဘေးလွတ်ရာကိုမပြောင်းရွှေ့ကြတာလဲလို့မီဆူဆူကိုမေးလိုက်ပါတယ်။ဒါပေမဲ့သူမရဲ့အဖိုးကတော့ဘာမှဖြစ်မှာမဟုတ်ဘူးလို့ယုံကြည်နေရတယ်။အဲလီဇဘက်ကသူမအပေါ် KJ လုပ်ခဲ့တာတွေအတွက်ဘလောက်မုန်းလဲဆိုတာတွေးနေရင်ဘာလို့သူ့ကိုမတက်ရက်ခဲ့တာလဲဆိုတာကိုနားမလည်နိုင်ဖြစ်နေပြီးသူမမှာသူ့အပေါ်ခံစားချက်တွေရှိနေသေးတာလားလို့တွေးမိသွားပါတယ်။လူတယောက်သူတို့အိမ်ကိုရောက်လာပြီးမြေရေရှမ်းနေပြီဖြစ်လို့ဘေးလွတ်ရာကိုပြောင်းရွှေ့ဖို့ပြောလိုက်တဲ့အတွက်သူတို့ကယ်ဆယ်ရေးစခန်းစီသွားဖို့ပြင်ကြပါတယ်။ရေကြီးနေတဲ့ရေတွေကသူတို့စီရောက်လာတော့မယ်ဆိုတာကိုသတိထားမိလိုက်ကြပေမဲ့မီဆူဆူအဖိုးရဲ့ဘီတက်ကူလာထိုင်ကညီပြီးရက်သွားပါတယ်။ဒါကြောင့်အဲလီဇဘက်ကတွန်းပေးဖို့ကူညီပေမဲ့လုံးဝရွေ့မလာပါဘူး။သူ့ကိုကယ်ဖို့အဲလီဇဘက်ဘလောက်တောင်စူးစမ်းနေလဲဆိုတာကိုယိုကိုမြင်လိုက်ရပြီးကြောင်စီကနေအဲလီဇဘက်ဘလို့ကယ်ခဲ့လဲဆိုတာကိုပြန်တတိယသွားတဲ့အတွက်သူမဟာအိုရာပြောခဲ့တဲ့တာဝန်ဆိုတဲ့အရာရဲ့ပြည့်ရုပ်ပဲလို့ယိုကိုတွေးလိုက်မိပါတယ်။ယိုကိုလည်းဘီတက်ကူလာထိုင်ကိုဝင်တွန်းပေးလိုက်ပါတယ်။အဖိုးကတော့ရေတွေကစက္ကန့်ပိုင်းတွင်သူတို့စီရောက်လာတော့မှမို့သူ့ကိုထားခဲ့ကြဖို့ပြောပါတယ်။ဒါပေမဲ့ယိုကိုကသူမရဲ့အစွမ်းကုန်အင်အားကိုတုံးလိုက်တဲ့အတွက်အချိန်မီပဲသူတို့လုံခြုံတဲ့နေရာကိုရောက်သွားကြပါတယ်။အဖိုးကငိုချလိုက်ပြီးသူ့အသက်ကိုကယ်ပေးတဲ့အတွက်သူတို့ကိုကျေးဇူးတင်ကြောင်းပြောပါတယ်။ဒါပေမဲ့မီဆူဆူအရွယ်ရောက်မလာခင်အထိလက်မလျှော့ဖို့ယိုကိုကသူ့ကိုအားပေးစကားပြောလိုက်ပါတယ်။အဲလီဇဘက်ကလည်းယိုကိုသာမပါခဲ့ရင်သူတို့လွတ်မြောက်နိုင်ခဲ့မှာမဟုတ်ဘူးလို့တွေးလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲမိုရီယိုက KJ အဆင်ပြေရဲ့လားလို့စိတ်ပူနေပေမဲ့ရုတ်တရက်တုန်ခါမှုတွေကိုခန်းစားလိုက်ရပြီးရေကာတာကြိုးကြတော့မယ်ဆိုတာကိုသူသဘောပေါက်လိုက်ပါတယ်။တစ်မျိုးလုံးဒုက္ခရောက်တော့မယ်ဆိုပြီးသူစိတ်ပူသွားပါတော့တယ်။